မင်္ဂလာနဲ့နှက်ခင်းလေးပါကျမကတော့ယောဂလေ့ကျင့်တဲ့ဗီဒီယိုလေးနဲ့နှုတ်ဆက်လိုက်ပါတယ်အလောက်ကပင်ပန်းခဲ့သမျှယောဂနဲ့ပဲဖြည့်နေရတယ်ဒီနေ့ပိတ်ရက်ဆိုတော့ယောဂဗီဒီယိုလေးတွေတင်ပေးချင်ပါတယ်ကျမလိုပိတ်တဲ့သူတွေရှိရင်အားလည်းရမှာဘာတွေလုပ်နေမလဲနော်အတွဲရှိတဲ့သူတွေကတော့ရှောက်လည်နေမယ်လို့ထင်ပါတယ်ပိတ်ရက်အိမ်ထဲမှာနေပြီးတော့ယောဂကျင့်တာကျမတယောက်တည်းပဲလားနော်ကျမကတော့လက်နှစ်ဖက်ထောက်ပြီးခြေထောက်ကိုမိုးပေါ်ထောင်နိုင်အောင်ကြိုးစားနေပါတယ်အရင်လိုမျိုးနယံကိုကပ်ပြီးတော့ထောင်တာမဟုတ်ဘဲနဲ့နယံရဲ့အကူအညီမပါဘဲနဲ့ပေါ့ခုထိမရသေးပါဘူးကြိုးစားနေစေပါကျမထောင်နိုင်မိချင်လားဘယ်လိုမြင်လဲအားလုံးရဲ့အမြင်ကရောဒီနေ့ခြေထောက်တရားနည်းနည်းရသွားတယ်နားလိုက်တာလို့ဒါပေမဲ့ဆက်ပြီးကြိုးစားသွားချင်ပါသေးတယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်